န်ထာစီဖို့ကြောင့်မကရကေအစားစီဖို့ကြောင့်ကြောက်ဆိုတဲ့ပွင့်ခန်ထာကလော့ကီဆိုတဲ့ဒီတဘွားတော့စာဖရက်ပရိကေအစားကလော့ကုတရာဆိုတဲ့ဒီဘွားနံဘွားဘွားအဆာဆာနင်းပယ်မရတကကာလာပိုင်းလုံးကိုဒုက္ခသုခနာကြောင်လေနေကြရမေဖရက်ပရိဥပမာအပရနာလေအောင်ပရပရမေဆိုကေလော့ကီဆိုတဲ့ဒီဘွားမှာငွေအမြရှိတဲ့လူနာငွေအနည်းရှိတဲ့လူငွေအမြရှိတဲ့လူကအချင်းတာတွေကောင်းကောင်းနေကောင်းကောင်းကြားနိုင်လို့ငွေအနည်းရှိတဲ့လူမှာကတရားသမိုင်းတွေတော့ကောင်းကောင်းကြားကောင်းကောင်းဝိုင်းနိုင်ပြီးပြန်တဲ့နောက်တော့ဒီမှာကမျက်နှာညညနာလူလာအောက်မှာဒုက္ခခံရုံကန်လောက်ချနေကြရမေကြောင်းလေးဖရက်ပါတယ်ရတော့ကြောင်းကိုတော့ရခိုင်လူမျိုးတိကအခြားခြားဗုဒ္ဓဘာသာကိုစာဝန်ယုံကြကိုကိုွယ်လာလို့ဗုဒ္ဓဘာသာကကိုတူအကိုတူဆိုတဲ့အကောင့်ချုပ်ကိုခွေခရာတိတဲ့နားလေအောင်စံပရာပိခတဲ့လောကမှာအတုံးမရှိဗုဒ္ဓမတ်ချဖရရှောင်းလန့်ကျင်ကိုလိုက်လို့အကုံမရတဲ့အာဂျီနိုကိုဟဲရမဲရောကတကမတိကနိုင်ငံဒေသကွေပရာဗုဒ္ဓဘာသာနိုင်ငံမဟုတ်ကေလေငရိုလေဗုဒ္ဓဘာသာရခိုင်လူမျိုးတယောက်အကျဲပါလို့စိုင်းမိုက်ကအဖားရခိုင်ပရိဂရိမာရူရာဒလေဘာသာတရနာပိုက်တယ်လို့ဂျပန်လုတ်ချုံခဲ့လေရအလိုက်လိုက်ဘင်္ဂလားကရခိုင်တီမာလေရီမီနေကွေကရလို့လွေမှရှိကလေးမလွေမမှားရအောင်သင်းသင်းလုတ်ချုံကိုတူယူနေကြကြောကအချားချပါတာ